ရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ Star Channel ရဲ့ Star Audio Book အစီအစဉ်ကနေပြီးတော့ပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုပါရစေအခုတစ်ခေါက်ဖတ်ပြပေးမယ့်စာအုပ်ကလေးကတော့ Rowan Atkinson ပိုင် Brute Diesel ဆိုတဲ့စာအုပ်ကလေးရဲ့အကျဉ်းချုပ်ကိုဖတ်ပြပေးမှာဖြစ်ပါတယ်ငယ်ဘဝနဲ့နောက်ခံ Rowan Sebastian Atkinson ကိုတော့1955ခုနှစ်ဇန်နဝါရီ6ရက်နေ့မှာအင်္ဂလန်နိုင်ငံကောက်တီဒါဟန်ကကွန်ဆတ်မြို့မှာမွေးဖွားခဲ့ပါတယ်ညီကို၄ယောက်ထဲမှာအငယ်ဆုံးပဲဖြစ်ပါတယ်သူရဲ့ဖခင်ဖြစ်သူ Eric Atkinson ကလည်းပဲလယ်သမားတဦးဖြစ်တယ်လို့ကုမ္ပဏီဒါရိုက်တာတဦးလည်းဖြစ်တာကြောင့်မလို့မိသားစုကိုတတောင့်တတရှိတဲ့အလယ်လက်တန်းစားဘဝတစ်ခုကိုပေးနိုင်ခဲ့ပါတယ် Brute Diesel ကတော့ဒါ Atkinson ရဲ့ငယ်ဘဝမှာစကားထက်တဲ့ဝေဒနာပြင်းပြင်းထန်ထန်ခံစားနေရပုံစကားပြောချို့ယွင်းချက်ကသူ့ရဲ့နောက်ပိုင်းဟာသားပုံစံနဲ့အတမွေးဝမ်းကြောင်းလမ်းကြောင်းပေါ်ကိုလက်နဲ့ဆိုင်လွှမ်းမိုးခဲ့ပုံတွေကိုအသေးစိတ်ဖော်ပြထားပါတယ်စကားကိုတွတ်တွတ်လက်လက်မပြောနိုင်တဲ့အခါငယ်ရွယ်တဲ့ Rowan ဟာကိုဟန်အမူအရာနဲ့မျက်နှာအမူအရာပိုင်းမှာထူးချွန်တဲ့အရေးအချင်းတွေကိုမွေးမြူခဲ့ပါတယ်။အဲ့ဒီစွမ်းရည်တွေကနောက်ပိုင်းမှာသူ့ရဲ့အမှတ်အသားဖြစ်လာခဲ့တာပေါ့။ပညာရေးမှာထူးချွန်ပြီးတော့အထူးသဖြင့်သိပ္ပံနဲ့သင်္ချာမှာတော်တဲ့ Atkinson ဆိုရင်တော့ Dian Chorister ကျောင်းနဲ့နောက်ပိုင်း Cambria က Saint Bees ကျောင်းတို့မှာတော့ဒါသူကတက်ရောက်နိုင်ခဲ့ပါတယ်။သူ့ရဲ့ပညာရေးစွမ်းရည်ကြောင့် Newcastle တက္ကသိုလ်ကိုရောက်ရှိခဲ့ပြီးတော့လျှပ်စစ်အင်ဂျင်နီယာဘွဲ့ကိုရယူနိုင်ခဲ့ပါတယ်။အဲ့ဒီနောက် Oxford တက္ကသိုလ်မှာ The Queen College မှာလျှပ်စစ်အင်ဂျင်နီယာမဟာဘွဲ့ကိုဆက်လက်သင်ယူခဲ့ပါတယ်။ Oxford မှာရှိနေတော့မှာပဲအင်ဂျင်နီယာတက်ခွဲခန်းတွေမှာမဟုတ်ပဲ Atkinson ရဲ့ဘဝဟာတာဘက်ကိုအလှည့်အပြောင်းဖြစ်သွားခဲ့ပါတယ်။ Oxford နဲ့အစောပိုင်းအတန်မွေးဝမ်းကြောင်းအောင်မြင်မှုစာရေးဆရာဖြစ်သူ Diesel ကတော့ Atkinson ရဲ့ Oxford မှာရှိနေတဲ့အချိန်တွေဟာသူ့ရဲ့ဟာတာဉာဏ်ဖွံ့ဖြိုးတိုးတက်ဖို့အတွက်အရေးပါတဲ့နေရာဖြစ်ခဲ့ပုံကိုစူးစမ်းလေ့လာထားပါတယ်။အင်ဂျင်နီယာဘာသာရပ်ကိုအာရုံစိုက်နေတော့ပဲOxford တက္ကသိုလ်ပြဆက်အဖွဲ့နဲ့စမ်းသပ်ပြဆက်အဖွဲ့တို့မှာစတင်တည်ယူဆောင်ခဲ့ပါတယ်။အဲ့ဒီနေရာမှာပဲ Atkinson ဟာဒါဇညွန်းရေးဆရာ Richard Curtis နဲ့တွေ့ဆုံခဲ့ပြီးတော့ဆယ်စုနှစ်များစွာကြာမြင့်ခဲ့တဲ့ဖန်တီးမှုမိတ်ဖက်စရီရဲ့ဟာတာ series The Atkinson People မှာပါဝင်ခွင့်ရရှိခဲ့ပါတယ်။ရုပ်ပိုင်းဆိုင်ရာဖျော်ဖြေမှုအားကောင်းတဲ့ဟာတာပညာရှင်ဟာအတန်ပိုင်းဆိုင်ရာဟာတာနဲ့ဇက်ကောင်ပုံဖော်ခြင်းမှာသူ့ရဲ့ကျွမ်းကျင်မှုတွေကိုမထင်မှတ်ဘဲနဲ့တိုးတက်စေခဲ့တာပဲဖြစ်ပါတယ်။ဒီအထုပ်ပတိမှာတော့ Atkinson ရဲ့ပထမဦးဆုံးအဓိကရုပ်မြင်သံကြားဖျော်ဖြေမှုဖြစ်တဲ့ Not the 9 o'clock news အကြောင်းကိုပေါ့နော်အသေးစိတ်ဖော်ပြထားပါတယ်။ဒါဟာ Pamela Stuyvesant, Mel Smith နဲ့ Griffith Jones တို့နဲ့အတူသူပါဝင်သရုပ်ဆောင်ခဲ့တဲ့ခက်ပြိုင်သရော်ချက်ပြက်လုံးအစီအစဉ်တစ်ခုလည်းဖြစ်ပါတယ်။ဒီအစီအစဉ်ရဲ့ခက်ပြိုင်အဖြစ်အပျက်တွေတားမြစ်ထားတဲ့အကြောင်းအရာတွေပေါ့ရိုင်းဆိုင်တဲ့ချင်းကပ်မှုဟာဆိုရင်တော့တိမ်မွေးတဲ့ဇက်ကောင်ပုံဖော်မှုနဲ့ကိုဟန်အမူအရာဟာတာနှစ်မျိုးစလုံးမှာစွမ်းဆောင်နိုင်တဲ့ဗတ်စုံသုံးတရုပ်ဆောင်တူအဖြစ်ရည်တည်စေနိုင်ခဲ့ပါတယ်။ဒီကာလအတွင်းမှာပဲအလက်ခစ်ဟာတာစီရီ The Black Adder မှာလည်းပဲပါဝင်တရုပ်ဆောင်ခဲ့တယ်။ဒီစီရီဟာအစပိုင်းမှာအားပေးမှုတိတ်မရခဲ့ပေမဲ့လို့နောက်ပိုင်းမှာတော့သူ့ရဲ့အထင်ရှားဆုံးဇာတ်ရုပ်တွေကတစ်ခုဖြစ်လာခဲ့ပါတယ်။ The Black Adder ရဲ့တိုးတက်ပြောင်းလဲမှုနဲ့အောင်မြင်မှု Diesel ကတော့ The Black Adder ဟာအစပိုင်းမှာတာမန်သာရှိခဲ့ပေမဲ့လို့တိတိတသားပြောင်းလဲထားတဲ့ချင်းကပ်မှုနဲ့ Black Adder 2အဖြစ်ပြန်လည်ရောက်ရှိလာပုံကိုလည်းမှတ်တမ်းတင်ထားပါတယ်။ထုတ်လုပ်သူ John Lloyd နဲ့ Richard Curtis တို့ကလည်းအနီးကပ်ပူးပေါင်းဆောင်ရွက်ရင်းနဲ့ဒါ Atkinson ဟာ Edmund Black Adder ဆိုတဲ့ဇက်ကောင်ကိုငတုံးငါတယောက်ကနေအစိုးမြင်တတ်တဲ့တယော်တဲ့ဗီလိန်ဆန်တဲ့တရုပ်ဆောင်အဖြစ်ပြောင်းလဲခဲ့ပါတယ်။ဒီလိုတိုးတက်ပြောင်းလဲမှုပို့ပြီးတော့ကောင်းမွန်လာတဲ့ဇညွန်းနဲ့ထုတ်လုပ်မှုတန်ဖိုးတွေကြောင့်မလို့ Black Adder ဟာဝေဖန်ရေးနဲ့စီးပွားရေးအရာအောင်မြင်မှုတွေရရှိခဲ့ပါတယ်။နောက်ဆက်တွဲ series တွေဖြစ်တဲ့ Black Adder the Third, Black Adder Gold Fourth တို့ဟာဆိုရင်တော့ဗြိတိရှဟာတာရဲ့အခြေခံအုတ်မြစ်အဖြစ်အဲ့ဒီအစဉ်စဉ်ရဲ့အစဉ်အတန်းကိုခိုင်မာစေခဲ့ပုံကိုတော့ဒီအထုပ်ပတိမှာစူးစမ်းလေ့လာထားပါတယ်။ series တစ်ခုစီဟာ Black Adder ကိုမတူညီတဲ့သမိုင်းဝင်ကာလတစ်ခုစီကိုခေါ်ဆောင်သွားပြီးတော့ဒါ Atkinson ကိုဗြိတိရှသမိုင်းကိုတယောရင်းဇက်ကောင်ကိုပုံဖော်ဖို့အခွင့်အရေးပေးခဲ့ပါတယ်။ပထမကဘာစစ်ရဲ့ကတုတ်ကျင်းတွေမှာဇက်ရင်တည်ထားတဲ့ Black Adder Gold Fourth ဟာဆိုရင်တော့အထူးသဖြင့်စိတ်ထိခိုက်စရာကောင်းတဲ့နောက်ဆုံးအပိုင်းနဲ့ထင်ရှားတာလည်းဖြစ်ပါတယ်။ဒီအပိုင်းမှာတော့ဟာတာနဲ့စိတ်ရဲ့အခြေအနေဖြစ်မှုအပေါ်ထိထိမိမိဝေဖန်ချက်ကိုပေါင်းစပ်ထားပြီးတော့ Atkinson ရဲ့ဟာတာထဲမှာပုံမနှက်ဆိုင်တဲ့အဓိပ္ပာယ်ကိုထည့်သွင်းနိုင်စွမ်းကိုလည်းပြသခဲ့ပါတယ်။ Black Adder ရဲ့တရုပ်ဆောင်မှုကတဆင့် Atkinson ဟာသူ့ရဲ့စကားပြောစွမ်းရည်ပြည့်စုံတဲ့အချိန်ကိုက်ဟာတာပြောနိုင်စွမ်းနဲ့အစိတ်ပြင်းတဲ့စော်ကားမှုတွေလျင်မြန်တဲ့တုံ့ပြန်မှုတွေကိုပေးနိုင်စွမ်းတို့ကိုပြသခဲ့ပါတယ်။ဒီဇာတ်ရုပ်ဟာအစောပိုင်းမှာသူ့ကိုနာမည်ကျော်ကြားစေခဲ့တဲ့ကိုဟန်အမူအရာဟာတာနဲ့ကွဲပြားတဲ့သူ့ရဲ့ဟာတာစွမ်းရည်ရဲ့ကဏ္ဍတစ်ခုကိုမိမောင်းထိုးပြခဲ့ပြီးတော့သူ့ကိုဗတ်စုံသုံးတရုပ်ဆောင်တူအဖြစ်ယက်တည်စေခဲ့တာပဲဖြစ်ပါတယ်။
Mr. Bean ကဘာကျော်အမှတ်သားအကင်ဆင်ရဲ့အတံမွေးဝမ်းကြောင်းမှာအရေးကြီးဆုံးဇက်ကောင်ဖြစ်တဲ့ Mr. Bean ဟာဆိုရင်တော့သူ့ရဲ့အစောပိုင်းစင်မြင့်ဖျော်ဖြေမှုတွေကနေပေါ်ထွက်လာခဲ့တာပါစကလုံးမပါတလောက်ဒီပါကလေးဆန်တဲ့ဒီဇက်ကောင်ဟာထူးခြားတဲ့မျက်နှာအမူအရာနဲ့1990ခုနှစ်ဇန်နဝါရီ1ရက်နေ့မှာရုံးမြင့်တန်းကြားမှာပထမအဦးဆုံးစတင်ပြသခဲ့တယ်လို့ဒက်ဆောကအသေးစိတ်ဖော်ပြထားပါတယ်ဒီဇက်ကောင်ကိုတော့အကင်ဆင်ရဲ့ဓာတ်ရိုက်ဖျော်ဖြေမှုတွေအတွင်းမှာတီထွင်ခဲ့တာပါအဲ့ဒီမှာစကားပြောအနှဲငယ်သာပါဝင်တဲ့သူ့ရဲ့ဖျော်ဖြေမှုတွေဟာဘာသာစကားအတားအဆီးတွေကိုကျော်လွှားပြီးတော့အားကောင်းတဲ့နိုင်ငံတကာတုံ့ပြန်မှုကိုရရှိတာကိုသူတွေ့ရှိခဲ့ပါတယ်မစ္စတာဘင်းဟာ1990နဲ့1995ခုနှစ်ကြားမှာအပိုင်း14ပိုင်းသာပြသခဲ့ပေမဲ့ကမ္ဘာတဝန်းကနေမြေ200နီးပါးမှာထုတ်လွှင့်ပြသခဲ့ပြီးတော့ကမ္ဘာလုံးဆိုင်ရာအဖြစ်ရပ်တည်နေစေကမ္ဘာလုံးဆိုင်ရာဖြစ်ရဆန်းတစ်ခုဖြစ်လာခဲ့ပါတယ်ဒီဇက်ကောင်ရဲ့အားလုံးနဲ့သက်ဆိုင်တဲ့ဆွဲဆောင်မှုဟာဆိုရင်တော့ရုပ်ပိုင်းဆိုင်ရာနီလန်းတွေဖြစ်တဲ့မျက်နှာအမူအရာကိုဟန်လှုပ်ရှားမှုတွေနဲ့နေ့စဉ်သုံးပစ္စည်းတွေနဲ့ထိတွေ့ဆက်ဆံနေရကတဆင့်ဟာတာဖန်တီးနိုင်တဲ့အကစင်ရဲ့စွမ်းရည်မှာတည်ရှိလို့နေတာလည်းဖြစ်ပါတယ်။ဘင်းရဲ့ကလေးဆန်တဲ့တကိုကောင်းဆန်မှုနဲ့ထူးဆန်းတဲ့ပြဿနာဖြေရှင်းနည်းတွေပေါင်းစပ်လိုက်တဲ့အခါနေ့စဉ်ဘဝမှာရုန်းကန်နေရတဲ့ထူးဆန်းပေမဲ့လူတိုင်းနဲ့မစိမ့်တဲ့ဇက်ကောင်တယောက်ကိုဖန်တီးနိုင်ခဲ့ပါတယ်။ဒီအထုပ်ပတိမှာတော့ Mr. Bean 1998နဲ့ Mr. Bean's Holiday 2009ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးနှစ်ကားကာတွန်းစီတွေကြော်ညာအများအပြားနဲ့ကြီးမားတဲ့ကုန်ပစ္စည်း Empire တို့ကိုမွေးထုတ်ပေးခဲ့ပြီးတော့အကစင်ရဲ့စီးပွားရေးအရာအောင်မြင်ဆုံးဖန်တီးမှုဖြစ်လာပုံကိုစူးစမ်းလေ့လာထားပါတယ်။အခုလိုမျိုးအောင်မြင်မှုတွေနဲ့ဘင်းရဲ့လူကြိုက်များမှုကိုတန်ဖိုးထားပေမဲ့တခါတလေဒီဇက်ကောင်နဲ့လူအများရဲ့ခိုင်မာတဲ့ဆက်ဆက်မှုတို့ကြောင့်ကန့်သက်ခံရတယ်လို့ခံစားရတဲ့အကစင်ရဲ့ဒီဇက်ကောင်ပေါ်ရှုပ်ထွေးတဲ့ဆက်ဆံရေးကိုဒက်ဆောကမှတ်ချက်ပြုထားပါတယ်။ရုပ်ရှင်အတံမွေးဝမ်းကြောင်းနဲ့အခြားစီမံကိန်းများရုပ်မြင်သံကြားအလုပ်အပြင်ရုပ်ရှင်နယ်ပယ်မှာအကစင်ရဲ့စွန့်စားမှုတွေကိုဒက်ဆောကဆွေးနွေးထားပါတယ်။သူ့ရဲ့ရုပ်ရှင်အတံမွေးဝမ်းကြောင်းမှာတော့ Never Say Never Again, Ford Wedding and Funeral နဲ့ Love Actually တို့လိုရုပ်ရှင်တွေမှာအမတ်တရဇက်ဖို့အခန်းကဏ္ဍတွေပါဝင်ပါတယ်။နောက်ဆုံးနှစ်ကားမှာတော့ Richard Curtis နဲ့ပြန်လည်လက်တွဲခဲ့တာပဲဖြစ်ပါတယ်။အဓိကအားဖြင့်သူအောင်မြင်ခဲ့တဲ့ဇာတ်ကားတွေကတော့ Mr. Bean ဒါမှမဟုတ်အလားတူဟာတာဖန်တီးမှုတွေအပေါ်မှာအခြေခံထားတာလည်းဖြစ်ပါတယ်။ James Bond သရှိုးရုပ်ရှင်တွေကိုတရောထားတဲ့ Johnny English Series ဆိုရင်တော့အကစင်ကိုအရေးချင်းမရှိတဲ့လျှို့ဝှက်အေဂျင်တယောက်အဖြစ်ကိုဟန်အမှုအရာဟာတာနဲ့စကားပြောဟာတာတို့ကိုပေါင်းစပ်ဖို့အတွက်အခွင့်အရေးပေးခဲ့ပါတယ်။ဒီရုပ်ရှင်တွေဟာစီးပွားရေးအရာအောင်မြင်မှုအတိုင်းအတာတစ်ခုထိရခဲ့ပေမဲ့နိုင်ငံတကာပရိသတ်တွေအပေါ်အကစင်ရဲ့ဆက်လက်တည်ရှိနေတဲ့ဆွဲဆောင်မှုကိုပြသခဲ့ပါတယ်။ဒီအုပ်ထုပ်ပတိမှာတော့အကစင်ရဲ့စင်မြင့်အပေါ်ပြန်လည်ရောက်ရှိမှုအကြောင်းကိုလည်းဖော်ပြထားပါတယ်။အဲ့ဒီထဲမှာတော့ Quarter Miles Thames ပြဇာတ်ရဲ့ပေါ့နော် West End ပြန်လည်တည်ဆောက်မှုမှာပါဝင်တရုပ်ဆောင်ခဲ့တာပါဝင်ပြီးတော့ဒါဟာ drama တရုပ်ဆောင်တအုပ်အဖြစ်သူ့ရဲ့စွမ်းရည်ကိုပြသခဲ့တာလည်းဖြစ်ပါတယ်။သူရဲ့ဟာတာအလုပ်တွေကြောင့်မလို့မကြာခဏဆိုသလိုဖုံးကွယ်ထားရတဲ့အရေးချင်းတစ်ခုပေါ့။ဒီပြဇာတ်ဖျော်ဖြေမှုအားဆိုရင်တော့အကစင်ကိုသူ့ရဲ့နာမည်ကျော်ဟာတာဖန်တီးမှုရဲ့ဟိုးဘက်မှာရှိတဲ့စွမ်းရည်ကိုပြသဖို့အခွင့်အရေးပေးခဲ့တယ်လို့ဒက်ဆောကမှတ်ချက်ပြုထားတာလည်းဖြစ်ပါတယ်။ပုဂ္ဂိုလ်ရေးနဲ့ဇယိုက်လက္ခဏာများဒီအထုပ်ပတိတစ်လျှောက်မှာတော့ဒက်ဆောဟာပေါ့နော်အကစင်ရဲ့အလွန်ကိုတီးတန့်ဆန်တဲ့ပုဂ္ဂိုလ်ရေးဘဝအကြောင်းထိုးထွင်းသိမြင်မှုတွေပေးထားပါတယ်1990ကနေပြီးတော့2015အထိမိတ်ကပ်ပညာရှင်ဆန်နီထရာဆက်ထရီနဲ့လက်ထပ်ခဲ့ပြီးတော့ကလေး2ယောက်ရှိပါတယ်အကစင်ဟာသူ့ရဲ့မိသားစုဘဝကိုသူ့ရဲ့အများပြည်သူဆိုင်ရာပုံရိပ်ကနေပြီးတော့ခွဲခြားထားလေးရှိတယ်နောက်ပိုင်းဘဝမှာတော့မင်းသမီး Louis Ford နဲ့ဆက်ဆံရေးစတင်ခဲ့ပြီးကလေး1ယောက်ရရှိခဲ့ပါတယ်ဒီအထုပ်ပတိမှာတော့အကစင်ကိုတွေးခေါ်မျှော်မြင်တတ်သူစိတ်ဆက်သေးကြသူအနှဲငယ်ခက်အေးအေးတည်တတ်သူအဖြစ်နဲ့ပုံဖော်ထားပါတယ်ဒါဟာပို့ပြီးတော့တွက်လက်တဲ့ဟာတာဖန်တီးမှုတွေနဲ့တော့တိတိတသားကွာခြားပါတယ်စိတ်သက်သေးကြမှုကြောင့်နာမည်ကြီးတဲ့အကစင်ဟာဆိုရင်တော့ဟာတာကိုအင်ဂျင်နီယာတယောက်ရဲ့တိကျသေးကြမှုနဲ့ချင်းကပ်ပြီးကိုဟန်အမှုအရာပြက်လုံးတွေမျက်နှာအမှုအရာတွေကိုသိပ်ပန်တိကျအာရုံစိုက်ပြီးခွဲခြမ်းစိတ်ဖြာကတန့်စင်ပါတယ်အကစင်ရဲ့ဖန်တီးမှုလုပ်ငန်းစဉ်တွေအားဆိုရင်အလိုအလျောက်ဖြစ်ပေါ်လာတာထက်စနစ်တကျရှိပြီးအားစိုက်ထုတ်เสียရမလို့ပဲတဘာဝကြတယ်လို့ထင်ရတဲ့ဖျော်ဖြေမှုတွေရဲ့နောက်ွယ်မှာကျေပြန့်တဲ့ပြင်ဆင်မှုတွေရှိလို့နေတယ်လို့ဒက်ဆောကဖော်ပြထားပါတယ်။သူ့ရဲ့ပုံကိုယ်ရေးစိတ်ဝင်စားမှုတွေကတော့ဒီနည်းပညာပိုင်းဆိုင်ရာစိတ်နေသဘောထားကိုထင်ဟပ်စေပါတယ်။အထူးသဖြင့်ကျွန်တော်တို့ကားတွေစွမ်းဆောင်ရည်ပြင်းတဲ့ကားတွေအပေါ်သူ့ရဲ့အထောက်အထားခိုင်ခိုင်လုံလုံရှိတဲ့စိတ်အားထက်သန်မှုပေါ်သူဟာကားမဂဇင်းတွေအတွက်စာရေးနေခဲ့ပြီးပြိုင်ကားမောင်းပြိုင်ပွဲတွေမှာပါဝင်ခဲ့ကသူ့ရဲ့အသက်မွေးဝမ်းကြောင်းအလုံးမှလိုပဲအဲ့ဒီဝါသနာတွေမှာလည်းတိကျသေးချမှုကိုယူဆောင်လာခဲ့ပါတယ်။ဒက်ဆောကအကစင်ရဲ့လူလူအခြေပြုဆွေးနွေးညှင်းခုန်မှုတွေမှာ
ရန်ဖန်ရန်ခါပါဝင်ပတ်သက်မှုအထူးသဖြင့်လွတ်လပ်စွာပြောဆိုခွင့်အတွက်ထောက်ခံအားပေးမှုနဲ့ဟာတာဖော်ပြမှုကိုကန့်သတ်တယ်လို့သူယူဆတယ်။ဥပဒေပြုခြင်းကိုစန့်ကျင်မှုတို့ကိုလည်းစစ်ဆေးထားပါတယ်။ဒီလိုမျိုးလူသိရှင်ကြားယက်တီမှုနဲ့ရှားရှားပါးပါးကိစ္စတွေအဆိုလို့ရှိရင်တော့အကစင်ဟာရေဘူးရအားဖြင့်နိုင်ငံရေးအားစိုက်မှုကိုရှောင်ရှားပေမဲ့သူ့ရဲ့အတမွေးဝမ်းကြောင်းကိုထိခိုက်စေတဲ့ကိစ္စရပ်တွေအပေါ်တွေးခေါ်မျှော်မြင်စွာထိတွေ့ဆက်ဆံမှုရှိကြောင်းလည်းဖော်ပြထားပါတယ်။အနုပညာအမွေနှင့်လွှမ်းမိုးမှုအကစင်ရဲ့အတမွေးဝမ်းကြောင်းကိုအကဲဖြတ်ရမှာဒက်ဆောကသူ့ကိုချာလီချက်ပလင်ဘတ်စတာကီတန်ဂျက်တာဒီတို့လိုကြီးကျယ်တဲ့ကိုဟန်အမူအရာဟာတာပညာရှင်တွေရဲ့အစမ်းအလာမှာထည့်သွင်းထားပါတယ်။ဒီဖြောပြသူတွေကဆိုလို့ရှိရင်တော့ဘာသာစကားအတားအဆီးတွေကိုကြော်လွှားပြီးလှုပ်ရှားမှုနဲ့အမူအရာကတဆင့်ရှုပ်ထွေးတဲ့စိတ်ခံစားချက်တွေနဲ့ဒါအခြေအနေတွေကိုဖော်ပြနိုင်ကြသူတွေလည်းဖြစ်ပါတယ်။ဒီမျိုးရိုးမှာအကစင်ရဲ့ထူးခြားတဲ့ပံ့ပိုးမှုကတော့လူအများကရောဘာမျက်လုံးလို့ဖော်ပြကြတဲ့သူ့ရဲ့ထူးခြားတဲ့မျက်နှာအမူအရာနဲ့တိကျတဲ့ခန္ဓာကိုယ်ထိန်းချုပ်မှုတို့ကိုပေါင်းစပ်ထားတာလည်းဖြစ်ပါတယ်။အကစင်ဟာနောက်မျိုးဆက်ဟာတာပညာရှင်တွေကိုဘယ်လိုမျိုးလွှမ်းမိုးခဲ့တယ်ဆိုတာကိုတော့ဒီအထုပ်ပတ္တိမှာမှတ်ချက်ပြုထားပါတယ်။အထူးသဖြင့်တော့စကားပြောညံတဲ့လေးလာစောင့်ကြည့်မှုဟာတာတွေလွှမ်းမိုးတဲ့ခင်မှာကိုဟန်အမူအရာဟာတာရဲ့ဆက်လက်ရှင်သန်နိုင်စွမ်းကိုပြသရမှာဖြစ်ပါတယ်။သူ့ရဲ့အောင်မြင်မှုကရုပ်ပိုင်းဆိုင်ရာဟာတာဟာခေတ်သစ်ပရိသတ်တွေနဲ့ဆက်နွယ်နိုင်စေဖြစ်ကြောင်းကိုသက်သေပြခဲ့ပြီးသူ့ရဲ့ဇက်ကောင်ဖန်တီးနိုင်မှုတွေကရှင်းရှင်းလင်းလင်းသတ်မှတ်ခံထားရတဲ့ဟာတာဇက်ကောင်တွေကိုပုံဖော်ခြင်းရဲ့တန်ဖိုးကိုပြသခဲ့ပါတယ်။အကစင်ရဲ့အတံမွေးဝမ်းကြောင်းရဲ့အဓိကကြားတဲ့စန့်ကျင်ဘက်အချက်ကိုတက်ဆောကမီးမြောင်းထိုးပြထားပါတယ်။ဒါကတော့စကားထင်မှုကြောင့်စကားပြောဆက်သွယ်ရေးမှာရုန်းကန်ခဲ့ရတဲ့လူတစ်ယောက်ဟာကမ္ဘာပေါ်မှာအသိမှတ်ပြုမှုခံရဆုံးနဲ့အချစ်ခင်ရဆုံးဆက်သွယ်ပြောဆိုသူတွေတဲကတဦးဖြစ်လာပြီးသူ့ရဲ့ကိုဟန်အမူအရာကတဆင့်ဟာတာရဲ့ဘာသာစကားတစ်ခုကိုရှာဖွေတွေ့ရှိခဲ့ပါတယ်။အလားအလာရှိတဲ့ကန့်သက်ချက်တစ်ခုကိုသူ့ရဲ့အကြီးမားဆုံးခွန်အားအဖြစ်ပြောင်းလဲနိုင်စွမ်းဟာသူ့ရဲ့အားကြားလောက်စရာကောင်းတဲ့အကောင်းမြင်မှုအဖြစ်ယက်တည်နေပါတယ်။ဒီထုတ်ပတ္တိဟာဆိုရင်တော့အကစင်ရဲ့အစဉ်အတန်းကိုပြည်တယ်ရဲ့အောင်မြင်ဆုံးဟာတာတင်ဆက်မှုတွေကတခုအဖြစ်အတိမတ်ပြုခြင်းအပြင်မိကုံးချုပ်လို့ထားပါတယ်။သူ့ရဲ့ဇက်ကောင်တွေအထူးသဖြင့်တော့မစ္စတာဘင်းဟာကဘာတဝန်းကယဉ်ကျေးမှုတွေမှာအတိမတ်ပြုမှုအများဆုံးရရှိခဲ့တာလည်းဖြစ်ပါတယ်။ Black Adder ရဲ့အစိုးမြင့်ဉာဏ်နဲ့ပဲဖြစ်ဖြစ်မစ္စတာဘင်းရဲ့အတန်တိတ်မှားယွင်းနေတဲ့ပဲဖြစ်ဖြစ်ရိုဝင်အကစင်ဟာဆိုရင်တော့ဟာတာရဲ့တဘာဝကိုပြသခဲ့ပြီးသူ့ခေရဲ့အထူးခြားဆုံးနဲ့အအောင်မြင်ဆုံးဟာတာဖျော်ဖြေသူတွေတဲကတအုပ်အဖြစ်ရက်တီလို့နေတာပဲဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါအခုအစီအစဉ်လေးကိုတော့ Star Audio Book ကနေပြီးတော့တင်ဆက်ပေးနေတာပဲဖြစ်ပါတယ်ကြည့်ရှုအားပေးခဲ့တဲ့ပရိသတ်များအားလုံးကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာကျမတို့ရဲ့ Star Audio Book Channel ကို Like Subscribe လုပ်ဖို့မမေ့ပါနဲ့နော်